ကဲဒီခါအလဲကြတာတော့အမေးများနေတယ်ဒီစာအုပ်လေးပေါ့ဒီစာအုပ်ကဘာစာအုပ်လဲလို့လာမေးကြတယ်ခဏလည်းဖြေရတော့မောလာလို့ line မော်တက်ပဲရှင်းလိုက်တော့တယ်ပေါ့နော်အဲ့ဒါလည်းမေးရမယ်တကယ်မေးရမှာမေးကိုမေးရမှာနားမလည်မေးရမယ်မေးတဲ့အတွက်ကျမတော့စိတ်မဆိုးပါဘူးဖြေပါတယ်မောလာလို့ line မော်မှာတက်ရှင်းတာပဲရှိတာပါဘာလို့မလဲဆိုတော့ကိုရေးတာပဲလိုပါလားမသိဘူးပေါ့နော်ကျမလည်းဒီမှာစလုံးတွေတော့ပြူးကြီးတော့ရေးလိုက်တဲ့အပြူးတော်တော့လားတော့မသိဘူးပေါ့နော်ဒီမှာဆိုရင်ကျမတို့ကအရှိမရှင်းပြခဲ့တဲ့ဒီအထူးထုတ်ပေါ့နော်ပုံနှိပ်စာအုပ်ကြီးကိုပါရမယ်နံပါတ်1နံပါတ်2မိကုံးဟောင်း3နှစ်စာပါရမယ်အဲ့ဒါပြီးပြီဟဲ့ဆိုရင်ဂုံထူးမတ်အတွက်ဆိုရင်လည်းဒီစာအုပ်ပဲဆမကြီးသမီးတော့ဂုံထူးမမှန်ဘူးဒီစာအုပ်မဝယ်ဘူးအဲ့လိုမလုပ်ပါနဲ့ဒီစာအုပ်ထဲမှာကျမကတူဝေးပြေးထားတာပါဂုံထူးမတ်မလို့ဘူးချက်တာအခန်းဖြတ်ကြည့်ရလူအတွက်ဆိုပိုလို့တောင်ကြည့်တဲ့စာအုပ်ပဲကိုစာအုပ်ကိုမလို့ညွှန်းတာတော့မဟုတ်ဘူးเนาะအဲ့တော့စာအုပ်စာရင်းဒီမှာသွားကြည့်လိုက်စာအုပ်ကိုလှန်ကြည့်လိုက်စာအုပ်ကိုလှန်ကြည့်ပြီးတော့ဖတ်ကြည့်လိုက်ကြိုက်မှဝယ်မကြိုက်ရင်မဝယ်နဲ့အဲ့လိုမျိုးပဲပေါ့နော်ကြိုက်မှဝယ်ပါပေါ့နော်ကျမဒီမှာဆိုရင်စိတ်ပြီးနေပြီးတော့ပေါ့နော်ဒီအောင်မက်ဥအောင်မက်တွေအတွက်လဲပေါ့နော်သေသေးချာချာကိုလုတ်ပေးထားတယ်ပေါ့နော်လွယ်အောင်လဲလုတ်ပေးထားတယ်ပေါ့ဘာလို့ကျမရဲ့စာအုပ်က easy map ဖြစ်နေတဲ့အတွက်ကြောင့်မို့သူ့ရဲ့ခေါင်းစဉ်အောက်မှာသွားတဲ့ကြောင့်အရန်စဉ်းစားရတယ်ပေါ့နော်အရန်စဉ်းစားရတယ်ရတယ်ပေါ့နော်အဲ့တော့လိုတိုရှင်းအနှစ်ချုပ်လို့ပါရေးလိုက်တဲ့အတွက်ကြောင့်လိုရမယ်တိုရမယ်လိုတိုရှင်းရလဲဖြစ်ရမယ်နှုတ်လေးတွေကလည်းပေါ့နော် web ရှင်ပုတ်လေးကို web ပုတ်လေးဖြစ်တဲ့ကြောင့်လေ့ကျင့်လို့ပါလဲရရမယ်အဲ့လိုမျိုးလေးပေါ့ဒီစာအုပ်လေးပေါ့နော်ဟုတ်ပြီဒီစာအုပ်တော့ဝယ်မယ်ဟဲ့ဆိုဒီအဖုံးကြည့်ပြီးတော့ဘာမှသိမပါဘူးနားမလဲသေးရင်နောက်ဖုံးကြည့်လိုက်ပြီဆိုရင်ဆရာမပုံတွေ့ရပါတယ်လို့မပြောချင်ပါဘူးပြောတာမဟုတ်ပါဘူးအဲ့ဒီမှာရှင်းပြထားပါတယ်အမှဒီစာအုပ်မှာဆိုရင်ပတ်1ပါမယ်ပတ်2ပါမယ်ပတ်3ပါမယ်ပေါ့နော်အမှ section ABC အပုတ်ရည်400ပါ black နဲ့အပုတ်ရည်400ကျော်ပါတယ်အဲ့တော့အပုတ်ရည်400ကျော်စဉ်းစားကြည့်ရအောင်တို့ဘယ်နဲ့ပုတ်ဖြစ်မလဲ chapter 1ကနေ11ထိရှိရလေ chapter 1တကူကိုဘယ်လောက်ဖြစ်မလဲဘယ်လောက်ဖြစ်မှာလဲလုံးခမန်းစီဆိုရင်40ပေါ့နော်ဒါ average ခံမလိုက်တာ40ပေါ့တချို့ဟာကြီးလဲ40ပါလဲတချို့ဟာကြီးလဲမပါ section A 10ပုတ် section B 10ပုတ်ပေါ့နော် C 10ပုတ် D 10ပုတ်ပေါ့လိုအပ်တယ်လို့ပဲကျွန်မထည့်ပေးထားပါတယ်ဒါဆိုရင်ကျမတို့ကဒုတိယကြည့်ရမှာကဘာလဲဆိုရင် content ပေါ့ content ကိုမကြည့်ခင်မှာကျမတို့အမှားစာလေးဖတ်လို့ရပါသေးတယ်ဒီမှာအမှားစာလေးမှာပွားစီတွေရေးထားတယ်ပေါ့စောက်တော့ဝယ်မယ်ဆိုရင်လေစာရေးတူရဲ့အမှားစာကိုတိတိကျကျဖတ်တင်တယ်ပေါ့နော်အဲ့ဒါကိုကျမဒီအမှားစာကိုပဲကျမကဒီတေဘယ်နဲ့ရှင်းပေးလိုက်တော့မယ်ပေါ့နော်အဲ့တော့ပတ်ဝန်းကကြတော့ဘာကိုပြောတာလဲပတ်ဝန်းက chapter 1 to 11chapter 1ကနေ11ထိမှာရှိတဲ့ note တွေပါမယ် section ABC တွေပါမယ်အရင်တော့ကျမတို့ပေါ့နော်အများတန်းထုတ်ဝေခဲ့တဲ့မြို့တူစုဒီတဲ့ခါတော့ကျမဗာတဲ့တော့မျိုးကွဲစုမျိုးကွဲစုလေးတွေကိုစုလိုက်ပါပြီကဘာကြောင့်မို့စုရလဲ web ရှင်ပုတ်လေ web ရှင် web ပုတ်ဖြစ်တဲ့အတွက်ကြောင့်ကျမမျိုးကွဲစုလုပ်ရှင်ဖြစ်ပါတယ် web ရှင်မှာကျတော့ထက်ကလေးကျမမလုပ်တော့ဘူးထက်ကလေးတွက်ဖို့အတွက်အချိန်မပေးနိုင်တော့ဘူးအဲ့တော့ကျမတို့တပုတ်တွက်ရင်ရပြီတပုတ်မှာတော့ကနန်းကတော့ပြောင်းမိလာမှာပေါ့ABC နေရာမှာ CDE တွေလာမှာပေါ့1 2 3 4နေရာမှာ5 6 9နေလာမှာပေါ့အဲ့လိုလေးတွေလာမှာပေါ့အဲ့တော့အဓိကတွက်ပုံတွက်နည်းလေးတွေကိုကိုမှတ်မိအောင်လို့ web ရှင်ပြန်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျမက section ABC ကမျိုးကွဲစုဖြစ်နေခြင်းဖြစ်ပါတယ်အဲ့တော့ chapter 1 2 3ပေါ့ chapter 1နေမှာဘာပါလာလဲအဲ့တော့စာအုပ်လေးကိုဆက်ပြီးတော့ကြည့်ရအောင် chapter 1မှာဆိုရင်ပထမအောင်ဆုံးကြော်ညာလာတာကအမှတ်ဒီ17မှတ်ရှိပါတယ်ဟုတ်ပြီအဲ့ဒါပြီးပြီဟဲ့ဆိုရင်နှုတ်ဘယ်နှမျိုးရှိတာလဲဟုတ်ပြီနှုတ်ဘယ်နှမျိုးရှိတာလဲဆိုတော့နှုတ်က10မျိုးရှိတယ်10မျိုးမှာနှုတ်အိပြီးလဲဆိုရင်9မျိုး9ပုတ်ရှိတာပေါ့နော်အဲ့တော့ကျွန်မ9ပုတ်ထဲရေးလို့ရတယ်ဒါပေမဲ့9ပုတ်ထဲကိုရေးဖို့အတွက်ဆိုရင်မေးပုံမင်းကြီးဒီမပြည့်စုံတော့ကျွန်မ section A 10ပုတ် section B 10ပုတ် D C 10ပုတ် D 10ပုတ်ဆိုမှပုတ်40ထည့်ပေးထားတယ်ပေါ့နော်တိုက်40ပေါ့နော်မျိုးကွဲစုလေးပေါ့အဲ့တော့ဒီမှာဆိုရင်web page ပြန်ပါပြီဆိုမှပဲကျမတို့တပည့်တွေဆိုရင်လေအထူးထုတ်ထဲမှာ note တွေပါတယ်သူတို့ကရေးလဲမရေးချင်
ဘူးပြင်းရလဲပြင်းမအောင်မယ်ဆိုရင်ကျမတို့ကဒီနှုတ်လေးတွေကိုဆူဆူစီစီလေးဘာဖြစ်သွားပြီလဲလို့တနေရာထဲမှာတွေ့ရပြီကယ်ကူလေတာနှိမ်နည်းလေးလည်းကျမရေးထားပေးသေးတယ်ဒီမှာအဲ့လိုလေးတွေလာတယ်ဒါဆိုရင်နှုတ်အိတ်က A တွေ B တွေပါတော့6ခု8ခုဆို9ပုတ်ရပါတယ်နှုတ်တွေအကုန်ကြောညာတယ်ကြောညာပြီးတော့မှ session A လာပြီမေကွန် solution တချို့ကမေကွန်နဲ့ solution ကိုတွဲလက်ကြီးကိုမကြိုက်ကြမေကွန်တက်တဲ့ solution တက်တဲ့ကြိုက်ကြတယ်မပူနဲ့ကျမတို့ဘယ်မှာပါမှာလဲလို့ဒီကပတ်တူးမှာပါပါတယ်ပတ်တူးမှာအဲ့ဒီပေါ်ကchapter 1 to 11ကြီးကို question တွေအားလုံးကိုပတ်တူးမှာမေကွန်နေကြည့်ပဲရေးပေးထားတယ်ဘာကြောင့်မို့လဲဆိုတော့ဒီစာအုပ်က web ပုံမို့လို့လေဒါပေမဲ့လည်း solution မပါဘူးဆိုရင်လည်းအဆင်မပြေဘူးဖြစ်ပြန်ရောဒါကြောင့်မို့ကျမ solution မှာထည့်ပေးထားတာပါအတွက်ကျမနောက်ဆုံးပိတ်မှာပြောစရာလေးအကျဉ်းညံတောင်းစရာလေးတော့ရှိပါသေးတယ်အခုတော့ဒီတိုင်းလေးဆက်ပြောသွားလိုက်အောင်မယ်ပေါ့နော်အဲ့လိုပွက်စီတွေပြောတော့နားတွေညင်းနေပြီလားတော့မသိဘူးပြောလိုက်အောင်မယ်ခဏတယောက်ပြီးတယောက်ရှင်းရတာလေတယောက်ကိုတနားရီလောက်ရှင်းနေရတာဆိုတော့ကြားတော့မောတော့ line ပေါ်ပဲတက်ရှင်းလိုက်တော့တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီမှာကြည့်လိုက်တယ်solution လေးကိုဒီလိုတစားစီလေးတွက်ပြပေးထားတယ်ပေါ့တစားစီလေးတွက်ပြပေးထားပါတယ်အဲ့ဒီမှာထုံးစံတိုင်းကျမထုံးစံတိုင်းနှုတ်လေးတွေလည်းရေးပေးထားတယ်ဒီလိုလေးတွက်ပြပေးထားတယ်ပေါ့နော်အဲ့ဒါဒီကျမကြီး session B ဆိုရင်လည်းလာသေးတယ်အကုန်လုံးကတော့ဟွာပေါ့နော်မေကွန်ပုံနှိပ်ရယ်ပြင်ပုံနှိပ်ရယ်မေကွန်ဟောင်းတွေကို reference ယူပြီးတော့ကဏ္ဍတွေပြောင်းထားတာပေါ့နော်အခရာတွေကဏ္ဍတွေပြောင်းထားခြင်းဖြစ်ပါတယ်လက်တာတွေပြောင်းထားခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ဒီလိုမေးရင်ဒီလိုဖြေရမှာတမန်တပုတ်ထဲတွေ့လား1ပုံစံဆိုပုံစံတစ်မျိုးပဲ2ပုံစံဆိုလည်းပုံစံတစ်မျိုးပဲလားဘာလို့ဆိုတော့မျိုးကွဲစုလို့ပြောထားတာဟုတ်ဒါဆိုရင်မှ3 4တူနေပေမဲ့ဒီဇိုင်းမတူဘူးဒီဇိုင်းကိုသူ့ကိုမခံဘူး။ဘာလို့ဆိုတော့လိုရင်းတိုရှင်းတဲ့အချိန်တိုတွင်းမှာဒီပု္ပ္ပစာလေးမှာနံပါတ်5တွက်ပြီးရင်ကဏ္ဍပြောင်းရင်ကလေးဟာတွက်နိုင်ရမယ်။နံပါတ်6တွက်ပြီးရင်ကဏ္ဍပြောင်းရင်ကလေးဟာတွက်နိုင်ရမယ်။ calculator ပါတဲ့ဟာနောက်က calculator နှိပ်လို့ရတယ်ဆိုတဲ့အကြောင်းလည်းကြော်ညာပေးထားသေးတယ်ပေါ့နော်။အဲ့လိုမျိုးပေါ့ကဏ္ဍဟာဥမာ2026နဲ့2029လို့ကျွန်မပြောင်းလိုက်တာပေါ့။ကဏ္ဍတွေအဲ့လိုပြောင်းလာရင်တွက်နိုင်ရမယ်ပေါ့နော်။အဲ့ဒါကြောင့်မျိုးကွဲစုလေးဆိုတော့ကြစ်လစ်ဖြစ်သွားတာပေါ့နော်။အဲ့လိုလုပ်ဖို့လည်းတော်တော်ကိုချိန်ပေးရပါလေ။အုံနောက်တွေလည်းရှောက်ပါတယ်လုပ်ခဲ့ရတာလေနော်။အဲ့ဒါကြောင့်မို့ပါအဲ့တော့ section ABC ဒီလိုမျိုးလေးတွေတက်သွားတာဖြစ်ပါတယ်ဒါ chapter 1ပေါ့နော်အဲ့လိုပါပဲအဲ့ဒီမှာဆိုရင်ကျမတို့ပု္ပ္ပစာလေးတွေကိုလည်းကြည့်လိုက်တယ်ဒီမှာဆိုနံပါတ်7ပု္ပ္ပစာဆိုရင်မေကွန်ဟောင်းပေါ့နော်ဒဲ့ကူးပေးထားတာဒါကြတော့ဘာကြောင့်မလဲဆိုတော့ဒီမှာကဏ္ဍတွေပြောင်းလို့တော့ရပါတယ်မပြောင်းမနဲ့ဒီဟာလေးတော့မရလေးမလို့ထည့်ပေးလိုက်တာပါအရန်ကိုလှနော်အရန်ကိုလှငါမှတ်တန်လားတော့မသိဘူးအရန်ကိုလှဒီလားအကလေးတွေတော့ဖြေနိုင်လားမဖြေနိုင်လားတော့မသိဘူးဟုတ်ပြီအဲ့ဒါနဲ့မှာမေးသွားတဲ့မေးခွန်းလေးဖြစ်ပါတယ် chapter 2ပေါ့နော်chapter 2ဆိုရင်လည်းအဲ့ဒီမှာ section C ဒီမေးခွန်းတွေပေါ့ဒီမှာဆိုရင်ကျမက 2A 2B 2C ဆိုပြီးမှစင်တူရိုးမလေးတွေကို 2A 2B 2C လို့အလကားတက်ထားတာမဟုတ်စင်တူရိုးမလေးကိုကက်ကလေးနဲ့ကလေးတွေ꿰အောင်လို့ရေးပေးထားတဲ့ပု္ပ္ပစာလေးတွေဖြစ်ပါတယ်chapter 2ပြီးသွားပြီဆိုရင်တော့ chapter 3ပေါ့နော်chapter 3မှာကလည်းဒီမှာ note တွေကြော်ညာတယ်ကျမကတော့ note ထုတ်တာအရန်ကိုအနုစိတ်တဲ့လူထဲမှာပါပါတယ် note တောင်မှ21မျိုးရှိတယ်တကယ်အပြင်မှာဒီထက်မကဘူးရှိပါတယ်ဒါကတော့ဒီတစ်ခါ chapter 3တော့ပြင်မ note မထည့်လိုက်ပါဘူး21မျိုးပဲရအောင်ရင်ကျင့်ပါအောင်ဆိုပြီးမှပေါ့နော်ဆိုပြီးမှအပြင်မနှုတ်လေးတွေတော့မထည့်တော့ပါဘူးပြင်မနှုတ်တွေကအများကြီးဆိုတော့လေဒီchapter 3ကိုကြည့်တဲ့အချိန်ညရေလေနားလဲအောင်ကြည့်မှအဆင်ပြေမှာဗျနားလဲအောင်ကြည့်မှအဆင်ပြေမှာနားမလဲရင်တော့မလွယ်တော့ဘူးလို့ပဲပြောရမှာပေါ့နော်နားလဲအောင်ကြည့်3 4ကိုတချို့ကြတော့လဲ4ပဲကြည့်ပြီး2ကိုပယ်ရတယ်လည်းရှိပါတယ်မိမိအဆင်ပြေတယ်လို့လုပ်ပေါ့နော်အဲ့ဒါတော့ကိုတင်တဲ့ဆရာမနဲ့မိမိနဲ့ကျောင်းသူကျောင်းသားတွေနဲ့တိုင်ပင်ပြီးလုပ်ကြပေါ့လေနော်အဲ့တော့ကျမတို့ကဒီမှာကြည့်ပါတယ် chapter section တွေဆိုရင်လည်းဒီမှာမြင်လားတစ်ပုတ်နဲ့တစ်ပုတ်မတူရလေအောင်ဒီဇိုင်းလေးတွေတွေ့လားခွဲပြီးတော့လုပ်ထားပေးတယ်ဒါကြောင့်မို့မျိုးကွဲစုလို့ပြောလိုက်တာမျိုးကွဲလေးတွေစုထားတာမလို့ပါဟုတ်ပြီအလားလေးတွေဆက်ရှင်းပြီးအလားလေးလာပြီးတော့ရှင်းပြရတယ်ပေါ့နော်ကြော်လိုက်ပြီပေါ့နော်chapter 5လေးကိုကျွန်မရှင်းပြခြင်းလား
chapter 5မှာဆိုရင်ဒီတစ်ခေါက်ထုတ်ပေးထားတဲ့စာအုပ်မှာတောင်းဆိုလူတွေကလည်းမြန်မာလိုဘာသာပြန်တာလေးကိုများများလေးလုပ်ပေးပါတဲ့ကျမကြတော့မြန်မာဘာသာပြန်တာကိုသိမထည့်ဘူးပေါ့နော်ဒါပေမဲ့အခုတော့အတော့ကိုများလုံးလို့နောက်ခါကျရင် short ပါလို့တော့ပြောယူရမယ်အဆင့်တော့ဖြစ်သွားပြီလားတော့မသိတော့ပါဘူးအဲ့တော့ကျမရဲ့ note 5အတိုင်းလေးပေါ့နော်အဲ့လို note လေးတွေကိုရေးထားပါတယ် note လေးတွေကိုရေးထားပါတယ်သူများကြီးလို့ theory တွေပါအများကြီးကွက်ရေးတာမို့ကျမတော့လိုရင်းတူရှင်realize နဲ့ရှိတ်ပြီးတော့ရေးတဲ့ဆရာမဆိုတော့လေသူများနဲ့တော့မတူဘူးပေါ့နော်ဒီမှာဆိုရင်ကိုယ်နာမည်ကိုလေးတွေရေးကြမယ်စလုံးမထက်ရင်ဘာနဲ့တွက်မယ်စလုံးထက်ရင်ဘာနဲ့တွက်မယ်ဆိုတာလေးတို့နမူနာလေးတွေနဲ့စန္ဒာဆိုရင် A နှလုံးတူနေတယ်တူနေရင်ဘယ်လိုတွက်မယ်ဆိုတာလေးတွေနဲ့သွားပါတယ်ကျမ idea ကတော့အဲ့လိုလေးနဲ့သွားပါတယ်နံပါတ်10ဒီမှာဆိုရင်ကျမရဲ့အထူးထုတ်ထဲမှာနှုတ်90ပဲပါတာဒီမှာနှုတ်10အပိုလေးထည့်လိုက်ပါသေးတယ်နှုတ်11လေးထည့်လိုက်ပါသေးတယ်နှုတ်10ကတော့ကျမ line ပေါ်မှာခဏပွားစီနဲ့ရှင်းတဲ့ video file လေးတွေရဟာလေးပါအဲ့ဒါကိုဒီမှာစာအုပ်ထဲမှာတရားဝင်ထုတ်ဝေပေးလိုက်တာဖြစ်ပါတယ်တယောက်ယူအောင်နဲ့တယောက်ကတော့ယူဆတွေမတူကြဘူးပေါ့နော်ကိုလည်းကို idea နဲ့ကိုပေါ့နော်ရေးလိုက်တာပေါ့နော်ကိုဟာကိုတွက်ကြည့်ရတော့အဆင်ပြေနေတာပဲအားလုံးကတော့တယောက်နဲ့တော့ idea မတူဘူး idea တူပြီးအကြိုက်တူလို့လည်းမကောင်းဘူးလေနော်ဟုတ်ပြီအဲ့တော့ section A ဆိုမှညီမမြင်လား section A မှာမေးခွန်းတွေဘာသာပြန်ပေးထားတယ်ရှင်းပြထားတယ်အဲ့တော့ညီမတို့ပါလုံးလို့နောက်တစ်ခေါက်ညီမတို့ short လို့တောင်ပြောနေမလားတော့မသိဘူးပေါ့နော်section B မြန်မာလိုတွေလည်းပါတယ်ဒီစာတွေကပုတ်စာတွေကဘာတွေလဲဆိုပြင်ပညံစမ်းတွေပါပြင်ပညံစမ်းတွေပါဒါပေမဲ့ညံစမ်းကပေါ့နော်ဘောင်းမကြော်တာပေါ့နော်မေးခွန်းဟောင်းတဲ့ဟာလည်းပါတယ်ပုံတွေထရညံစမ်းလေးမှာကဏ္ဍပြောင်းပြီးမေးတာမျိုးတွေလည်းပါတယ်တွေ့ဝိုက်ပြီးမေးတာမျိုးတွေလည်းပါတယ်နောက်ပြီးတော့ဘောင်းကြော်ဖြစ်တဲ့ဟာတွေကိုလည်းထည့်ပြီးတော့မေးတာတွေလည်းပါတယ်ပေါ့နော်အပုတ်တွေအများကြီးပါတယ်တဲ့ဒီမှာကျမဆိုဒီပုံလေးတွေဆွဲစေခြင်းနဲ့ပေါ့ပုံကိုလည်းအမှတ်ပေးတယ်ဒါကြောင့်မို့ပုံဆွဲရမယ့်ကဏ္ဍတွေမှာဆိုပုံဆွဲပေးပါပေါ့နော်တောင့်မထားပါနဲ့ဆွဲလိုက်ပါဒီလိုပုံလေးဆွဲဆိုလဲဆွဲလိုက်ပါအမှတ်ပေးပါတယ်တဲ့အဲ့ဒါဆိုရင်ဆွဲပါအရန်ကြီးတွေသိရမလားဟာမင်းရောမရောက်ရောမကျင်ပါတယ်စာတွေအများကြီးရမယ်ဆိုရင်လေကို့စာကိုဘယ်လိုဂျလဲလုပ်ပြီးရေးမလဲအဲ့ဒါကိုကို့ဆရာမနဲ့ကိုတိုင်ပင်ပေါ့နော်စာရေးသားမိမိကြိုက်နေတဲ့တူလို့ရေးလို့ရတာကျမဆိုရင်ကျမကတော့အလွယ်နီးပြီးနေနဲ့မိကုန်းတဲ့ဟာတွေကောက်ခိုင်းတာများပါတယ်အဲ့လိုမျိုးလေးနဲ့သွားပါတယ်ရှင်းနေပေါ့နော် chapter 5လေးလည်းပြီးသွားပါပြီဒီလိုမျိုးလေးဆိုရင်ဟုတ်ပြီ